ကနေ14သင်တို့ဒီကာလကြာတော့ကြောင့်ဆရာအဖြစ်သို့ရောက်တဲ့တော်လေဘုရားခင်ဤဗျာဒိတ်တော်၌ရှေးဥစွာသင်ရတော့တရားနုတို့ကိုသူတစ်ပါးထံ၌တဖန်သင်ရတော့အကြောင်းရှိသည်ဖြစ်၍ကျေခဲသောစာကိုမသုံးဆောင်နို့ကိုသာသုံးဆောင်တော်သူဖြစ်ကြ၏နို့ကိုသာသုံးဆောင်တော်သူမိဒီကသူငယ်ဖြစ်တော်ကြောင့်ဖြောက်မဲ့ခြင်းတရား၌လေ့လာခြင်းမရှိကောင်းကျိုးမကောင်းကျိုးကိုပိုင်းခြား၍သိနိုင်သောဉာဏ်ပေးတတ်သောအကြားအမြင်အတွေ့အစမ်းများသောသူတည်ဟုသောစုံလင်သောအရွယ်ရှိသောသူတို့မူကားကြေခဲသောအစာအာဟာရကိုသုံးဆောင်ရကြ၏လို့ကျမ်းစာကပြောတယ်။ဆိုတော့ဒီလို့ပဲဆိုနေရတော့ချိန်လို့ခံယူနေတော့မယ်ဒီကျွန်တော်ရဲ့အသက်တာထဲမှာဘုရားနဲ့ဆိုင်တဲ့အရာတွေကိုတေချာပိုင်းခြားပြီးတော့နားလည်ပြီးကိုယ်တိုင်သိတဲ့ခြေခဲသောစာကိုစားတဲ့စုံလင်သောအရွယ်လို့ခေါ်တဲ့ရင့်ကျက်သောခရိယန်သက်တာကိုရောက်ဖို့ရတယ်လိုအပ်တယ်။လောကီဆိုရင်ပူပန်မှုတွေနဲ့ပဲကျွန်တော်တို့တွေကလွှမ်းမိုးနေငါလုံးမငါစားရမှာငါကြားကဘုရားပဲငါပဲဆိုပြီးတော့လောကီထဲမှာပဲစိုးရိမ်နေရဆိုရင်တော့ဒီနေ့သင်ဟာစူးကြားတဲ့ကမျိုးစေ့လိုပဲဖြစ်နေတယ်ဆိုတော့တွေ့ရတယ်လူကကံဒီစနစ်ခန်း